ဟုတ်ကဲ့ဒီနေ့မှာတော့အမျိုးသားတိုင်းတည်ထားတဲ့စီးကျက်ယောဂနဲ့ပတ်သက်ပြီးယောဂလက္ခဏာဖြစ်ရတဲ့အကြောင်းရင်းကာကွယ်ကုသနည်းစတာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ညဘက်ခဏခဏစီးထားသွားတာစီအားနေတာစီးမကုံတယ်လို့ခံစားရတာတွေဟာလူများစုကအသက်ကြီးလာလို့ဆိုပြီးထင်တတ်ကြပါတယ်။ဒါပေမဲ့ဒီလက္ခဏာတွေဟာစီးကျက်ယောဂရဲ့အစောပိုင်းလက္ခဏာတွေဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုမှာတော့စီးကျက်ဆိုတာဘာလဲဘာကြောင့်ကြီးလာတာလဲဘလို့လက္ခဏာတွေရှိလဲဘယ်သူတွေပိုဖြစ်နိုင်မလဲဘလို့ကုသကြမလဲဘလို့ကာကွယ်နိုင်မလဲစတာတွေကိုရှင်းပြပေးသွားမှာပါစီးကျိတ်ဆိုတာအမျိုးသားတွေမှာရှိတဲ့ဂလင်းတစ်ခုဖြစ်ပါတယ်အရွယ်စားကတက်ကြားသီးတစ်လုံးလောက်ရှိပြီးစီးရင်အောက်ဖက်မှာတည်ရှိပါတယ်စီလန်းချောင်းကိုဝန်းရံထားတဲ့အတွက်စီးကျိတ်ကြီးလာရင်စီလန်းချောင်းကိုဖိမိပြီးစီးသွားရခတ်လာနိုင်ပါတယ်စီးကျိတ်ရဲ့အဓိကတောင်းကတောက်ရည်ထဲမှာပါဝင်တဲ့အရေးတစ်မျိုးကိုထုတ်လုပ်ပေးခြင်းဖြစ်ပြီးမျိုးပွားမှုအတွက်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။စီးကျိတ်ယောဂအမျိုးအစားတွေကိုကြည့်မယ်ဆိုရင်စီးကျိတ်ကြီးခြင်းအသက်ကြီးလာတာနဲ့အမျှစီးကျိတ်ဟာတဖြည်းဖြည်းကြီးလာနိုင်ပါတယ်။ဒါဟာကင်ဆာမဟုတ်ပေမဲ့စီးလန်းချောင်းကိုဖိမိလို့စီးသွားရခက်ခဲစေနိုင်ပါတယ်။နောက်တစ်ခုကတော့စီးကျိတ်ရောင်ခြင်းဖြစ်ပါတယ်။ဘက်တီးရီးယားပိုးဝင်ခြင်းသို့မဟုတ်အခြားအကြောင်းရင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီယောဂကိုတော့လူငယ်တွေလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့စီးကျိတ်ကင်ဆာဖြစ်ပါတယ်ဒီယောဂကပထမပိုင်းမှာလက္ခဏာမပြတတ်တာကြောင့်အချိန်မီစစ်ဆေးဖို့အလွန်ရေးကြည့်ပါတယ်အားကြောင့်စီးကျိတ်ကြီးလာတာလေအဓိကအကြောင်းရင်းကတော့အသက်အရွယ်ကြောင့်ဖြစ်ပါတယ်အသက်ကြီးလာတာနဲ့အမျှအမျိုးသားဟော်မုန်းတွေအပြောင်းလဲဖြစ်လာပြီးစီးကျိတ်ဟာတဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်ဒါအပြင်မျိုးရိုးဗီဇအဝလွန်ခြင်းစီဂျိုယောဂသွေးတိုးယောဂလေ့ကျင့်ကံမလုပ်ခြင်းအစီများသောအစားအစာတွေစားခြင်းစတာတွေကြောင့်လည်းဖြစ်နိုင်ခြေပိုများစေပါတယ်နောက်တစ်ခုကတော့စီးကျိတ်ကြီးတာနဲ့စီးကျိတ်ကင်ဆာဟာမတူပါဘူးစီးကျိတ်ကြီးခြင်းဟာကင်ဆာမဟုတ်ပါဘူးအများအားဖြင့်အသက်ကြီးလာတာနဲ့အမျှဖြစ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါပေမဲ့စီးကျိတ်ကင်ဆာကတော့စီးကျိတ်ဆဲတွေပုံမှန်မဟုတ်ပဲကြီးထွားလာတဲ့တီးခြားယောဂတစ်မျိုးဖြစ်ပါတယ်စီးကျိတ်ကြီးတဲ့သူတိုင်းကင်ဆာဖြစ်မယ်လို့မဆိုလိုနိုင်ပါဘူးဖြစ်နိုင်ခြေရှိတဲ့ယောဂလက္ခဏာတွေကိုဖော်ပြမယ်ဆိုရင်စီးသွားရခတ်ခြင်းစီအားနည်းခြင်းစီးမကုန်သလိုခံစားရခြင်းညဘက်ခဏခဏစီးသွားခြင်းစီးသွားစဉ်နာကျင်ခြင်းစီးတဲ့သွေးပါခြင်းတောက်လွှတ်ချိန်နာကျင်ခြင်းစတာတွေအပြင်တချို့လူတွေမှာတော့ကြောက်အောက်ပိုင်းတင်ပါပေါင်ကျန်းစတဲ့နေရာတွေမှာနာကျင်တာတွေလည်းဖြစ်နိုင်ပါတယ်။လူတွေမှာပိုဖြစ်နိုင်ပါတယ်လေ။အသက်50ကျော်သူတွေမိသားစုမှာစီးကျိတ်ယောဂရာဇဝင်ရှိသူတွေအဝလွန်သူတွေလေ့ကျင့်ခန်းမလုပ်သူတွေစီဂျိုယောဂရှိသူသွေးတိုးယောဂရှိသူအစီများတဲ့အစားအစာတွေကိုစားလေရှိသူတွေမှာဖြစ်နိုင်ပါတယ်။ဆက်လက်ပြီးစီးကျိတ်ယောဂနဲ့ပတ်သက်ပြီးစစ်ဆေးနိုင်မဲ့နည်းလမ်းတချို့ကိုဖော်ပြပေးလိုပါတယ်။စီစစ်ချင်းသွေးစစ်ချင်းအန်ထရာဆောင်းရိုက်ချင်းလိုအပ်တဲ့အခါတွေမှာတော့ MRI ရိုက်ချင်းနဲ့ biopsy ယူခြင်းတွေကိုလည်းပြုလုပ်နိုင်ပါတယ်။ကုသတဲ့နေရာမှာတော့ယောဂအမျိုးအစားပေါ်မူတည်ပြီးကွာခြားမှုရှိပါတယ်။ဆေးဝါးများနဲ့ကုသခြင်းဟော်မုန်းကုထုံးနဲ့ကုသခြင်းခွဲစိတ်ကုသခြင်းဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသခြင်းစတာတွေဖြစ်ပါတယ်။စီကျိတ်ကျန်းမာရေးအတွက်စားတဲ့အစားအစာတွေကိုဖော်ပြပေးရမယ်ဆိုရင်ဟင်းသီးဟင်းရွက်များခရမ်းကျင်သီးဖရဲသီးအိုမီဂါ3ပါဝင်တဲ့ငါးများခွန်မာသီးပဲမျိုးမျိုးစတာတွေအပြင်ဗီတာမင်စီကျွေးဝတဲ့အသီးတွေကိုစားပေးရမှာပါရှောင်ကြဉ်ရမယ့်အစားအစာတွေအနေနဲ့အကျော်လော်အစီများတဲ့အစားအစာတွေအနီအောင်အသားတွေလွန်ကျွံစားခြင်းအရက်လွန်ကျွံတောက်ခြင်းအိတ်ခါနီကော်ဖီအများကြီးတောက်ခြင်းတို့ဖြစ်ပါတယ်။ယောဂကာကွယ်ဖို့အတွက်ဆိုရင်တော့ကိုယ်လေးချိန်ထိန်းခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဆက်လက်မတောက်ခြင်းအရက်လွန်ကျွံမတောက်ခြင်းရေကိုလုံလောက်အောင်တောက်ခြင်းအသက်50ကျော်လာရင်တော့ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းတို့ဖြစ်ပါတယ်။ဒီကုတ်ကျုံအနေနဲ့စီးကျိတ်ယောဂဟာအသက်ကြီးလာတဲ့အမျိုးသားတွေမှာအဖြစ်များတဲ့ယောဂတစ်မျိုးဖြစ်ပေမဲ့စောစီးစွာတည်ရှိပြီးကုသမယ်ဆိုရင်တော့ကောင်းမွန်စွာထိန်းချုပ်စီးသွားတဲ့ပုံစံပြောင်းလာတာကိုအသက်ကြီးလို့ပါဆိုပြီးမပေါ့ဆသင့်ပါဘူးမိမိရဲ့ခန္ဓာကိုယ်ကပေးတဲ့သတိပေးလက္ခဏာတွေကိုဂရုစိုက်ပြီးလိုအပ်ရင်ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်စစ်ဆေးသင့်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများစီးကျိတ်ယောဂဘေးမှာကင်းဝေးနိုင်ကြပါလေခင်ဗျာအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်